လူဆိုတာအနှွေးတက်လို့တယ်လူဆိုတာအနှွေးတက်လို့တယ်ညာနေဝေးရေမင်းမရှိရင်ငါမဖြစ်ဘူးအကွယ်လူဆိုတာအနှွေးတက်လို့တယ်အနှွေးတက်ဟာတောင်ရက်ကစပြီးအမြဲလာတယ်ညာနေဝေးရေတို့ပင်လေတွေစီသွားကြစို့အနှွေးတက်ဟာတောင်ရက်ကစပြီးအမြဲတမ်းလာတယ်ခုံတိတ်ခါနဲ့ဘဝကိုလျှော်ကြီးအဖြစ်ပေးဆက်ခါကော်ပီတချင်းတွေနဲ့ဝမ်းစာရှာပြီးကြပြားစရာအဖြစ်တည်လို့တဲ့ငါမိတ်ဆွေလည်းအနှွေးတက်လိုအပ်ခဲ့မယ်ကျယ်တွေနဲ့တိုးတိုက်ပြီးမတက်မောင်မောင်မဲမဲကန်တရားလမ်းမကြီးပေါ်မှာမအေးကြည်လေးလည်းအနှွေးတက်လိုအပ်နေပြီပေါ့လူတိုင်းဟာပွင့်လင်းရာတွေကိုစောင့်မျှော်ရင်နှွေးထွေးမှုကိုငန့်လင့်ရင်အချင်းချင်းတီတူပြောဆိုနေကြရဲ့ဒါပေမဲ့မြန်နေဝေးတချင်းတစ်ပုတ်ကိုတီဆိုဖို့တော့ဘယ်သူမှသတိမရကြဘူးပေါ့ဥပမာငါတို့ရဲ့အာဇာနည်တွေနဲ့သူတို့စတေးကြရတဲ့ဘဝများအကြောင်းပေါ့ဟောဒီစောင်းဟာလေလူတယောက်အတွက်မောင်းချတာတစ်ချောင်းကိုသွားပြီးသတိရစေနိုင်ရဲ့သူမျောလင်းခဲ့တဲ့မိမတယောက်ရဲ့အချစ်အတွက်သူပေးဆက်နိုင်တဲ့အကောင်းဆုံးအရာဟာဒါပါပဲလားလို့တွေးမိသူတယောက်အဖို့ပေါ့ဘဝကိုတချင်းလှုပ်ပြီးဆိုခြင်းနဲ့လူတယောက်ရဲ့အဖို့မှာလဲဒီလိုလွန်ခဲ့တဲ့စောင်းညတွေရဲ့အေးခဲမှုထဲမှာအနှွေးတက်ဟာလူမှာပေါ့ဆောလမုန်ဘုရင်ကြီးလည်းအနှွေးတက်လိုအပ်ခဲ့မယ်ဆိုကရေတီလည်းအနှွေးတက်လိုအပ်ခဲ့မယ်ပါစတာညက်လည်းအနှွေးတက်လိုအပ်ခဲ့မယ်တခါတော့ချမ်းပြီးတော့တုံရှာလွန်းလို့ဩဂုတ်လတွေစီထွက်ပြေးသွားတဲ့လူတယောက်ရဲ့ပုံမြင်လိုပေါ့ကွယ်ဟဲ့ကလေးလေးတွေမင်းတို့အဖို့မှလည်းအနှွေးတက်ဟာလိုမှာပဲပေါ့ကွယ်ညာနေဝေးအနာဂတ်ဆိုတာမရေရာတဲ့ကံကြမ္မာတစ်ခုမို့ပျော်ရွှင်မှုအသစ်တွေရှိကောင်းရှိနေမယ်တောကပြပါဒနဲ့ဒုက္ခတရားတွေရှိကောင်းရှိနေမယ်ဘာပဲဖြစ်ဖြစ်တဘာဝတရားကိုထာဝရဖေရလို့ငါယုံကြည်ခဲ့ပေါ်ရိုးရိုးရှင်းရှင်းအသက်ရှင်နေထိုင်ခြင်းပေါ်မှာမျက်နှိုးတွေ့တာတက်တဲ့ငါရဲ့ဟောဒီအင်္ဂလိပ်ထဲမှာအနှွေးတက်ဟာလိုအပ်တာပေါ့ချမ်းလိုက်တာတုံလို့ခွဲမင်းရောက်လာတဲ့ငါအဖို့မှာဝမ်းလဲဝမ်းသာပီတိလည်းဖြစ်ကျေးဇူးလည်းတင်ဂုဏ်လဲဂုဏ်ယူအားတက်ပြီးတော့ငိုကြွေးပြီးရဲ့ညာနေဝေးမင်းမရှိရင်မဖြစ်တော့ဘူးကွလူဆိုတာအနှွေးတက်လိုတယ်စောင့်ကြုံနေမဲ့အနာဂတ်ရဲ့နေ့တစ်နေ့မှာတို့နှလုံးသားကိုတုန်ခါစေတဲ့တို့မျှော်လင့်ခြင်းတွေရဲ့အဆုံးစွန်ဖြစ်တဲ့တို့ဘဝရဲ့အလင်းရောင်ဖြစ်တဲ့တို့အိမ်မက်တွေတဲ့အမြဲဝင်ရောက်ပုံခုနေတဲ့တို့အသွေးအသားတွေနဲ့တိဆောက်ထားတဲ့တို့ရဲ့ရင်သွေးသမီးကလေးဆိုပါတော့ကွယ်ဒါပေမဲ့မြန်နေဝေးငါကြည်ကွဲရဘူးအေးတဲ့ကြောင့်တို့နှစ်ယောက်ချမ်းပြီးတုံပြားတစိမ့်စိတ်နာကျင်ကြိုက်ခဲသွေးကြောတဲ့အစိတ်တက်ခဲ့ရပြီဟိုမြောက်ဖက်တောင်ကုန်းတွေစီကရက်ဆက်လာတဲ့အေးတက်တွေကြောင့်တို့မျောလင်းချက်တွေကျစီရပြီတို့နှလုံးသားတွေကွဲချေရပြီတို့ရဲ့အလင်းရောင်တွေအမောင်ဖုံးရပြီတို့အသွေးသားတွေအဖျားတက်ရပြီချမ်းလဲချမ်းရက်လဲရက်ဆက်ကျင်နာခြင်းလဲကင်းပြီးကောက်ကျစ်ဆင်းလဲတဲ့ဟောဒီအေးခဲမှုတွေဟာမြောက်ဘက်တောင်ကုန်းတွေစီကနေပြီးတရွေ့ရွေ့တိုးဝိတ်လာခဲ့ပေါ့အာနာရဲ့ဘဝချက်ဟာရေထဲပင်လေတဝိုက်ကနေပြီးဥရောပတိုက်စီတရွေ့ရွေ့တိုးဝိတ်လာသလိုမျိုးပေါ့အသက်အရွယ်လဲကြီးအတွေ့အကြုံလဲများပြီးဝေဖန်ပိုင်းခြားတတ်တဲ့ရှစ်မီနောက်မီအဖိုးကြီးတယောက်ကတော့သူနဲ့တွေ့တဲ့လူတိုင်းကိုဟော့တယ်လို့ရှင်းရှင်းပြနေတဲ့ကြားတဲ့ရဲ့ခိုက်ခိုက်တုံချမ်းတဲ့ဒီလိုစောင်းကြတွေဟာလူတွေရဲ့ကိုကျင့်တရားကိုလာပြီးဖြည့်ဆည်းတတ်ကြတဲ့ဝတ်ချင်းတွေကကြက်ဖတွေလိုလူတွေကိုအညောင်းမိစေပြီးတော့ပျော်ရွှင်မှုတွေစိတ်သုံးသွားအောင်လဲတုံ့နှောင်ထားတတ်ကြတဲ့ဘာသာမတူတဲ့နိုင်ငံခြားကကြပြကဝီကြီးတစုကတော့ဖះရှိခိုးเจ้าကခေါင်းလောင်းကြီးတွေရဲ့အတန်တတာကိုတော့နာကျင်အောင်ကြိုက်ခဲတတ်ကြပါတဲ့လေ
မြနေဝေမင်းနဲ့ငါပင်လယ်တွေကိုဖြတ်ကဘာပတ်ပြီးအနှွေးတက်ရှာမယ်ငါချမ်းလွန်းလို့တုန်ခါနေပေါ့ကွယ်ငါတဘွားလုံးဟာကြေခွဲခြင်းလေကြေခွဲရပါစေဒူးဘွားရဲ့အလင်းရောင်ဖြစ်တဲ့တို့မျောလင်းချက်တွေရဲ့အဆုံးစွန်ဖြစ်တဲ့မင်းရင်တွေကသမီးလေးတို့ရဲ့ရင်သွေးသမီးလေးသာညာနေဝေအခုတော့ငါကြေခွဲရပြီကြေခွဲရပါပြီမင်းရင်တွေကတရေသားချမ်းလွန်းလို့တုံပြီးဖျားနေပေါ့လူဆိုတာအနှွေးတက်လူတွေပိုင်ဆိုးဝင်